နောက်ရက်တွေလည်းထွင်းငယ်လေးကညာဘက်ရောက်တာနဲ့ဘိုင်းနာပြီးကြောင်ကရန်းနေអော်ပြီးကျွန်တော်တို့လည်းဆရာသမားတွေနဲ့ပြကြည့်တာပဲဒါပေမဲ့ယောဂကမတက်တာဘူးရွာတွေကဘိုးခင်ပြောတာတော့ညီမလေးဖြစ်တာကသူ့ယူသားရုံမဟုတ်ဘူးတဲ့ပြူစားခံရတာတဲ့ရွာမှာပယောဂကုတဲ့ဆရာတွေကလည်းမကုနိုင်တော့ဘူးယောဂကလည်းတနေ့ထက်တနေ့ပိုပြီးတော့ဆိုးလာတယ်ဗိုက်ကြီးကလည်းပူးလို့ထမင်းလည်းမဝင်တော့ဘူးအမေဆိုငိုလိုက်တာဗျာကျွန်တော်ဆိုလဲထွေးငယ်လေးခံစားနေရတာကိုကြည့်ပြီးတော့အန်တကြိတ်ကြိတ်ပေါ့ဘယ်သူပဲဝါဆိုတာအတိအကျမသိတော့ဘာမှပြောလို့မရဘူးထွေးငယ်လေးကတော့နောက်ဆုံးအဲ့ဒီယောဂနဲ့ပဲဆုံးသွားခဲ့တယ်ထွေးငယ်လေးအာတုဘချတဲ့နေ့မှာတုတ်တံပေါ်မှာလရတွေဝဲနေတာအများကြီးပဲအမေနဲ့ကျွန်တော်ကတော့ထွေးငယ်လေးရဲ့အလောင်းကိုဖက်ပြီးငိုရလုံးလို့အတန်းတော်မထွက်နိုင်တော့ပါဘူးဗျာအဘိုးခင်ကကျွန်တော်ပကုံးကိုလာဖက်ပြီးတော့ပြောတယ်တာလူလေးမင်းညမသေးတာသူများပြူစားလို့ကွာအဘိုးကတော့ဒေါ်ဘူးမကိုတိတ်မသိငါဘူးသူ့သမီးနဲ့ထွေးငယ်နဲ့ရန်ဖြစ်ပြီးနောက်ပိုင်းထွေးငယ်လေးတလူဖြစ်တာလေဒါမသိငါစရာပဲအဘိုးခင်ကအဲ့ဒီလိုပြောတော့ကျွန်တော်လည်းထွေးငယ်လေးရဲ့အလောင်းကိုချစ်ချစ်ပါအောင်စုပ်ကိုင်းမိတယ်ညီမလေးထွေးငယ်အကိုညီမလေးကိုရရက်ဆက်ဆက်လှုပ်ခဲ့တဲ့လူတွေကိုလက်စားပြန်ချမယ်လို့အကိုဂရီပေးတယ်ဒီရွာမှာညီမလေးလိုမျိုးဘယ်သူမှမဖြစ်စေရတော့ဘူးအကိုဂရီပေးတယ်အဲ့လိုနဲ့ထွေးငယ်ရက်လေတဲ့နေ့မှာပဲရွာကနေအောင်မြတ်တာတယောက်ပျောက်သွားခဲ့တယ်ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာလဲဘယ်သူမှမသိကြဘူးမယင်လာတယောက်ကတော့အယူမီဝိုင်းပေါ့သမီးကလည်းဆုံးသားကလည်းဘယ်ကိုရောက်လို့ရောင်မှန်းမသိဘူးအဲ့လိုနဲ့ရော်ရွက်တွေကျွေးရွက်တစ်တွေဝေပြီးတော့နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုံဆုံးခဲ့တယ်